ဒီနေ့ Alpha Manly မှာမနက်စာလာစားပဲဖြစ်ပါတယ်။ဒါပေမဲ့ရန်ကုန်ကမန္တလေးဒီကောက်သွားစားခဲ့တာ Manly Food House သူကစိုင်းနေမဲ့အတိုင်းပဲ Manly စာတော်တော်များများကိုရတယ်။အရှင်ကလည်း Manly သားစစ်စစ်သူတို့စီမှာတုံးတဲ့မုတ်ဖက်တွေပဲမှုန်တွေပဲငပိတွေအကုန်လုံး Manly စကိုင်းတို့ကနေယူပြီးတော့ Manly ရတာနဲ့အနည်းဆုံးတူအောင်လုပ်ပေးကြတယ်။ဟုတ်ဒီတော့ဆိုလို့ရှိရင်နန်းကြီးနန်းလက်အဲ့ဒါမှပုံမဲနဲ့ရှုရှက်ရတာ2မျိုးနဲ့စားလို့ရတယ်။ဟိုတောင်တို့ပိတ်ဆွဲဟင်းကြိုတို့လည်းရတယ်။တော့အကြိုက်ဆုံးပြောရဆိုလို့ရှိရင်ဒီရှုရှဲမုတ်တီတုပ်ပဲရှုရှဲမုတ်တီတုပ်ကသူတို့ကပုံမှန်မုတ်တီတုပ်ရတာမှသူကအရတာခပ်ပြင်းပြင်းလေးနဲ့ဆက်ဆက်လေးကိုတုပ်ပေးကြတာစားတဲ့ရတာလည်းထိထိမိမိရှိရယ်ပြီးတော့အခုလိုမျိုးနန်းကြီးဘက်အစ်စ်နဲ့ရန်ကုန်မှာစားဖို့ဆိုတာတော်တော်လေးရှားတယ်ဆိုတာဒီနန်းကြီးဘက်နဲ့စားတာတော့အကြိုက်ဆုံးပဲနောက်ပြီးသူတို့ဆက်မှာနောက်တစ်ခုထူးခြားတာဆိုလို့ရှိရင်တော့ပင်နေပဲကြိုက်တဲ့ဟင်းပွဲစားအဲ့ဒါအောင်မှသူကအမဲကြောတို့နန်ရိုးပေါင်းတို့အတုတ်တို့အစုံကြက်သားတွေနဲ့အဲ့လိုမျိုးရွေးလို့ရတယ်နန်ရိုးပေါင်းဆိုလို့ရှိရင်လည်းနူးဣနေချက်တူလေးနဲ့ဖက်လိုက်အောင်နဲ့အသာလေးစားလို့ရတယ်ဒါကတော့ကျွန်တော်မှားလာတဲ့ဝက်သားတို့ထိုးနဲ့မန္တလေးမြရှိဖာစားခဲ့တာတော့သူတို့ရဲ့ရှူးရှဲတုတ်ကတော့ရတာထိမိပဲပုံမှန်ရတာတွေမှာရတာထိထိမိမိသိမရှိဘူးလို့ခံစားရတယ်။ဟိုကရတာထိထိမိမိမှာစားချင်တယ်ဆိုလို့ရှိရင်သူတို့မှာကလေးကရတာကိုလေးလေးပင်ပင်လေးလုပ်ပြီးပြောဖို့လိုမယ်ထင်တယ်။ဒါပေမဲ့မန်လေးစာဆိုလို့ရှိရင်အရင်ရက်တဲ့ကျွန်တော်ညီကတော့အားအပါရကိုချိန်နေရပဲ။သူတယောက်တည်းနဲ့မုတ်တီတုံနှစ်ပွဲကုန်သွားတယ်။ဟိုကဆိုင်ပြင်စင်ကိုလည်းလုံးဝမြန်မာဆက်ဆန်နဲ့အစ်စ်ပြစ်ဖြစ်လေးပြင်ဆင်လာပြီရယ်။သုံးလာတာအစားတစ်သားကုံလေးတွေရွန်းခွက်လေးတွေနဲ့ဆိုင်လေးကတော့တော်တော်ချစ်ဖို့ကောင်းတယ်။ဆိုင်လေးကတော်တော်ထိုင်းလို့ကောင်းတယ်ပြောလို့ရှိရင်သူတို့စီမှာတခြားမလိုင်လက်ဖိတ်ရည်တို့ကော်ဖီတို့တွေလည်းရတယ်သူတို့ဒီရန်ကုန်မှာပဲမန်းလေးအရတာမန်းလေးအငွေ့သက်လေးနဲ့စားချင်တယ်ဆိုလို့ရှိရင်တော့ဆိုင်လေးကအဆင်ပြေအဲ့တော့ဆိုင်မှာရတဲ့မီနူးနဲ့ဈေးနှုန်းလေးတွေပါဆိုင်လိပ်စာတော့ Manly Food House ဝီဇီယာနာလမ်းနဲ့မြစ်တာလမ်းတောင်မြစ်တာလမ်းမှာပေါ့မြစ်တာလမ်းနဲ့ဝင်ဝင်ချင်းလေးမှာဒီဆိုင်လေးကိုတွေ့ပါလိမ့်မယ်ခင်ဗျာ